ကိုသူတော့ stress မရှိဘူးဒါပေမဲ့သူရင်ခုန်တယ်လေရင်ခုန်တာပေါ့ဆယ်ညလေးနော်ဆယ်ညဆိုတာဒီတချေတို့သူ့ရဲ့သမိုင်းမှာတစ်နှစ်ကျော်ကာလာလေးလေနော်တစ်နှစ်ကျော်ကာလာလေးအတိုင်းမှာဒါပထမဦးဆုံးကရမယ်ပွဲဆိုတော့ရင်ခုန်ပါပါသူရင်ခုန်တယ်လို့သူ့ကိုဝင်းရံကြတယ်သူ့ရဲ့ fan တွေသူ့ရဲ့မိသားစုတွေလည်းရင်ခုန်တယ်ဘာကြောင့်လဲဆိုတော့ကလေးကိုပေါ့အဓိကတော့အစင်ပြေချောမွေ့လေးနဲ့အကောင်းဆုံးဖြောပြတင်ဆက်ဖို့ရအတွက်ကိုသူ့ရဲ့ပြည်သက်ကြီးအများကြီးဆူတောင်းပေးကြတာအဓိကတော့တိတ်ချစ်စရာကောင်းတာကသူရဲ့ပြည်သက်လေးတွေကတားပေါ်မှာနားလေပေးတယ်ဟိုပေါ့ဘယ်လိုခေါ်မလဲတားရဲ့အပြုတ်မှုတားရဲ့တီးခံနိုင်စိတ်ကလေးတွေအပေါ်မှာလဲသူတို့အဲ့ဒီဟာတွေကိုလိုက်နာကျင့်သုံးပေးတယ်အဲ့ဒါလေတစ်ချက်ကကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်တားမှာအားသာချက်ရှိတယ်သူ stress မထားဘူးအဲ့ဒီကလေးကလေတစ်ချက်ဟိုပေါ့အများတန်းပြောရဲတားတို့ဘလို့အကောင်းဆုံးကြော်ဖြတ်မလဲတားတို့ဘာပြင်ဆင်မလဲသူကိုယ်တိုင်လည်းပြင်ဆင်တယ်ဆရာသမားတွေရှိကအကြံဉာဏ်တောင်းတယ်အတန်တောင်းပြီးတော့ခါကျသူအဲ့ဒီသူ့ရဲ့ stress ကို तू မထားတာသူ့ရဲ့အားသာချက်လုံးဝသူ့ကို तू လည်း pressure မပေးဘူးတချို့တို့ကလည်းတခုခုပြောလို့ရှိရင်တားကို pressure ပေးတဲ့ပုံစံမဟုတ်ဘဲနဲ့တားရီတချို့တို့ဆွေးနွေးတိုင်ပင်နှွေးထွေးစွာသွားတာအဲ့ဒီအချိန်ကိုတချို့တို့ကလည်းလှုပ်ထားတယ်နောက်ပြီးတော့ဘာလဲဆိုရင်ကိုယ့်ရဲ့ပြောတာဆိုတာပြုမှုတာကိုတပားသူမထိခိုက်စေတော့စကလုံးတပားသူအတွက်ကိုဥမာဟိုအတွေးလွဲမစေတော့ဟာမျိုးမဖြစ်အောင်လို့တချို့တို့ကသတိထားခိုင်းတယ်အဲ့ဒါကိုလေသူကိုယ်တိုင်လည်းသတိကြီးတယ်အဲ့တော့ပြောချင်တာကသူ့ကိုယ်သူ stress မပြီးဘူးမပြီးဘဲနဲ့တော့ပေးတဲ့အတွက်ကိုတော့အကောင်းဆုံးချပြမယ်အကောင်းဆုံးလုပ်ကြမယ်ဆိုတဲ့စိတ်တွေရှိတယ်အစ်စ်တွေလည်းလုပ်နေပါတယ်အစ်စ်တွေလည်းချပြပေးပါမယ်ဒါပေမဲ့ဇက်သပင်ပညာရဲ့ဖြစ်တဲ့အတွက်တော့တချို့တို့ကတစ်နှစ်လုံးစာတိုက်ထားတဲ့ဟာတွေရှိတယ်တော့အဟောင်းတွေလည်းပါမယ်အဟောင်းတွေလည်းများပါမှာပါပေါ့နော်အဲ့တော့အစ်စ်တွေလည်းတချို့တို့လုပ်ထားတဲ့ဟာလေးတွေနဲ့လည်းအားပေးကြပါအောင်ကလေးလေးပွင့်လင်းပြောရင်တော့အများကြီးစူးစမ်းပါတယ်ဟိုသူ့ကိုသူတော့ stress မရှိဘူးဒါပေမဲ့သူရင်ခုန်တယ်လေရင်ခုန်တာပေါ့ဆယ်ညလေးနော်ဆယ်ညဆိုတာဒီတချေတို့သူ့ရဲ့သမိုင်းမှာတစ်နှစ်ကျော်ကာလာလေးလေနော်တစ်နှစ်ကျော်ကာလာလေးအတိုင်းမှာဒါပထမဦးဆုံးကရမယ်ပွဲဆိုတော့ရင်ခုန်ပါပါသူရင်ခုန်တယ်လို့သူ့ကိုဝင်းရံကြတယ်သူ့ရဲ့ fan တွေသူ့ရဲ့မိသားစုတွေလည်းရင်ခုန်တယ်ဘာကြောင့်လဲဆိုတော့ကလေးကိုပေါ့အဓိကတော့အစင်ပြေချောမွေ့လေးနဲ့အကောင်းဆုံးဖြောပြတင်ဆက်ဖို့ရအတွက်ကိုသူ့ရဲ့ပြည်သက်ကြီးအများကြီးဆူတောင်းပေးကြတာအဓိကတော့တိတ်ချစ်စရာကောင်းတာကသူရဲ့ပြည်သက်လေးတွေကတားပေါ်မှာနားလေပေးတယ်ဟိုပေါ့ဘယ်လိုခေါ်မလဲတားရဲ့အပြုတ်မှုတားရဲ့တီးခံနိုင်စိတ်ကလေးတွေအပေါ်မှာလဲသူတို့အဲ့ဒီဟာတွေကိုလိုက်နာကျင့်သုံးပေးတယ်အဲ့ဒါလေတစ်ချက်ကကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ဘာလို့ဆိုတားကိုချစ်တယ်တားခံယူချက်တွေတားဆောင်ရွက်ချက်တွေကိုတားကိုချစ်တဲ့မေတ္တာလေးနဲ့မိသားစုကြီးကအမြဲတမ်းဝန်းရံပေးတယ်အမြဲတမ်းတားကိုပါရမီဖြည့်ပေးတဲ့အတွက်လည်းအများကြီးကျေးဇူးတင်ပါတယ်လေအဲ့ဒါဖြည့်ဆွက်ပြီးပြောချင်ပါတယ်အဲ့တော့ဘိုးဆယ်ညမှာအမဘယ်နည်းလောက်သူနဲ့အတူဝင်းရင်ပေးမယ်10ရက်စလုံးရှိရမယ်မပြန်ရဘူးတဲ့တချင်ဟိုတယ်မှာတခါတည်းငားထားတယ်အဲ့လိုသူတို့ရဲ့အချင်းကဝေစင်ရောသူရောပေါ့နော်အချင်းမပြန်ရဘူးဟိုမပြောဆိုအဲ့တော့ကိုကဘာလို့ဆိုကိုကအကတင်ရတာလေကွယ်သူတို့ရှိမှကြတော့တခုကောင်းတာကလေအင်မတန်ကာရောပြန်တစ်ချက်သားတို့ကိုလှုပ်ပေးပါဟိုပေါ့တီချေတို့အမှုပညာသမားတွေမှာတခုရှိတယ်လေဘာလဲဆိုရင်တချို့ဟိုအမှုပညာတန်ဖိုးနဲ့လာပြီးတော့ငားချင်တော့ကိုလှုပ်ချင်မှလှုပ်တာဟုတ်တယ်နော်ကိုလှုပ်ချင်မှလှုပ်ပါလေဒီကို့ပုံမှာပြောလိုက်တဲ့အသုံးလုံးတခုခုလေးကို့စိတ်ထဲမှာအစင်မပြေဘူးဆိုကိုကလှုပ်ချင်မှလှုပ်တော့မှာဒါတစ်ချက်လို့ကိုအစင်မပြေတဲ့စကားပြောတာမဟုတ်ဘူးကိုယ့်ရဲ့စိတ်ခံစားချက်နုပညာသမားဆိုတော့စိတ်တွေကနှုကြတယ်လေနော်အဲ့လိုမျိုးလေးတွေလည်းရှိတာဆိုတော့ဒါပေမဲ့ဒီချဲသားကိုလာလှုပ်ပေးပါချွဲတတ်တယ်အရန်လူရည်လေတယ်အမြဲတမ်းပြောတာပါးနှက်တယ်လိမ္မာပါးနှက်တယ်နှစ်ယောက်စလုံးသူ့ဆရာလည်းအဲ့လိုပဲဝေစင်လည်းအဲ့လိုပဲမဲတော့လှုပ်ပေးပါအောင်ဘာကြီးလာခဲ့ပါမရအောင်တော့သားတို့နဲ့ရှိကိုရှိမှရမှာအဓိကကဘာလဲဆိုကိုယ့်ပေါ်မှာတလေးတစားရှိတယ်လှုပ်ပေးပါအောင်လှုပ်ပါအောင်ဆိုတဲ့အားကိုတကြီးရှိတဲ့ဟာကြတော့ကို့အမှုပညာသမားကိုဆရာသမားလေးမိဘနေရဆိုတော့လှုပ်ပေးချင်တာပေါ့အဲ့တော့အဲ့ဒီအတွက်ကိုတို့လှုပ်ပေးဖို့ရှိသမျှမန္တလေးတင်တန်းတွေကိုအမြန်ဆုံးတင်ရတယ် online တွေဆိုလည်းအမြန်ဆုံးဖြတ်ရတယ်ပင်ပန်းတွေခံရတာပေါ့တောက်လျှောက်တင်ပြီးတော့ဒါတခြားရက်တွေတစ်ချက်များတယ်ပြောတယ်အဲ့ဆရာမအကမတင်မဲ့တောက်လျှောက်လိုက်နေတာလားလို့အမလီပဲဟုတ်ပါမလဲဒီချိန်က online တင်တာ online ဆိုတာကဖုန်းတစ်လုံးရှိတယ် tablet တစ်လုံးရှိတယ် laptop တစ်လုံးရှိနေနိုင်ငံပေါင်းကဘာပတ်ပြီးတင်လို့ရတယ်ဒီချိန်ကဒီနိုင်ငံပေါင်း20တင်တယ်ရတဲ့အချိန်မှာတခုတော့ရှိတယ်တစ်ချက်တင်တန်းမှာတော့ဒီချိန်ကတချို့တစ်ချက်မှာအမှုပညာသမားလေးဖြစ်တယ်ကိုဆိုရတာတွေကရတယ်တင်ရတာတွေဖြစ်တဲ့အတွက်တချို့အချိန်လေးတွေမှာရှိရင်တော့အချိန်လေးတွေကိုတော့ညှိပြီးတော့တင်ဖို့ရအတွက်ကိုလည်းတင်တန်းသူတွေနဲ့ကိုရှိကိုစစချင်းတင်မဲ့ကလေးကကိုတချို့တို့ကဒါအပေးယူလေးနဲ့ကိုဒါလေးလုံနိုင်တယ်ဒါလေးလုံလို့မရဘူးဆိုတာလေချို့တင်ပြီးညှိနှိုင်းထားပြီးသားဖြစ်တယ်အဲ့တော့ကိုတင်တန်းသူတွေကလည်းသိချစ်စရာကောင်းတာနိုင်ငံပေါင်းစုံကသူတွေကတမဲ့နိုင်ငံမတူဒေသစံတော်ချိန်တွေမတူဒါပေမဲ့သူတို့နားလည်ပေးတယ်အဲ့ပြတ်သွားတဲ့အချိန်လဲတစ်ချက်စင်ပြေတဲ့အချိန်ပြန်ဝင်ပေးပါအဓိကတော့သူတို့ဘယ်နိုင်ငံမဲရောက်ကိုရိုးရရင်ကြီးမှုကိုပိုင်ရိုးရအမှုပညာရက်ကိုချစ်ခင်မြန်လို့တန်ဖိုးထားပြီးသင်ပေးတယ်အဲ့တော့သားနောက်လိုက်နေတာလုံးမရှိလို့မဟုတ်ပါဘူးအလုပ်တွေပုံနေပြီးတော့အလုပ်တွေလည်းညမှာတချင်းဆိုရင်ဆိုတယ်ကာရင်ကားတယ်သူတို့စောင့်ရှောက်တယ်လိုအပ်တာတွေသင်ပေးတယ်အဲ့လိုအပြင်လဲနေ့လေတနေ့ကုန်နေမှာလဲကိုရှိနေနဲ့လဲအကတွေကို online သင်တန်းကနေပြီးတောက်လျှောက်သင်နေတာပါလို့